ဂါလိလေသည်နာဇရက်မြို့၌ဒါဝိအမျိုးယောသက်အမည်ရှိသောလူနှင့်ထိမ်းများဆောင်နှင်းဖို့ရန်ဆက်ဆက်ထားသောတသိုးသမီးကညာတို့ရှိ၏ထိုတသိုးသမီးကညာကမာရိဖြစ်၏တနေ့သောအခါဘုရားခင်သည်မာရိစီသို့ကောင်းကင်တမန်ဂါဗြေလကိုဆေလွတ်တော်မူ၏ကောင်းကင်တမန်ကလည်း မာရိကျောင်းစစ်စစ်စစ်နေပရိသေသေရုပ်ရဲ့သားယောက်ျားကိုဘွားပြီးနေပြီဘုရားကိုယေရှုအမည်ဖြင့်မဲရမည် Ajinobi Araka Chematupai Koro Iska Atai Nonai Tupasi မာရိ၏ခင်ပွန်းတော်ယောသက်သည်သူတော်ကောင်းဖြစ်၍မာရိအသေးကိုမဖြစ်စေချင်သောကြောင့်သစ်စိတ်စွာဖုတ်ပင်ဟုကြံရှိ၏ထိုတို့ကြံနေစဉ်အိမ်မက်သာကောင်းကင်တမန်သည်ထင်ရှား၍ ယောသန်ဒီသတိတော်မာရိကိုစွတ်ပင်၏ယေပရိသေသေသည်ဆက်ရှိသောဝိညာဉ်တော်ကြောက်ပြီးသားယောက်ျားကိုဘွားပြီးနေပြီထိုသားကိုယေရှုကိုတော့အမည်ဖြင့်မဲရမည် ယူဒပြည်ဗက်လင်မြို့၌ဟေရုမင်းကြီးပုတ်ဆိုးသောအချိန်အရှိပြီမှမာကုပညာရှိတို့သည်ယေရုရှလင်မြို့သို့ရောက်လာ၍အခုပေါင်းမြင်သောယူဒရှင်ဘုရင်သည်အဘေးမှာရှိတော်မူသည်ဟုမေးမြန်းကြ၏ဟေရုမင်းကြီးသည်မာကုပညာရှိများဝိဖျားသည်ကိုသိလျှင်ပြင်းစွာအမျက်ထုတ်၍ဗက်လင်မြို့ရှိအသက်မနည်းအောင်မြေယောက်ျားကလေးများကိုတတ်စေသည်